ကဲကာမကျော်6ကစားနေတဲ့အမျိုးတွေအတွက်เนาะမူတီလေးပါဒီမူကညနေ9-3တဲ့ဇောင်းမနဲ့အပူဖြစ်စဉ်ပေါ့ဒါကျွန်တော်ပြန်ခွဲထုတ်ထားတာဒီ9-3တဲ့နဲ့9-3Rပေါ့ညနေ9-3Rနဲ့ဇောင်းမနဲ့အပူကဒီ channel ရဲ့ဗီဒီယိုထဲမှာဟိုအရင်ကကျွန်တော်တင်ပေးခဲ့ပူတာရှိတယ်ဟိုစိတ်ဝင်စားရင်အမှပြန်ကြည့်လို့ရအဲ့မှာတော့ trade အများကြီးပေါ့စုစုပေါင်းအပင်7ပင်ကျော်တာပေါ့เนาะဒါကတော့ဒါညနေ9-3တဲ့နဲ့ပြန်ခွဲထုတ်ထားတာအဲ့မှာဒီဖြစ်စဉ်မှာဆိုလို့ကြည့်လိုက်နောက်ရချက်ချင်းအခုဒီညနေပေါ့ညနေအပါနဲ့ချက်ချင်းနဲ့3ချိန်တွင်းမှာ6ပိုင်ရဆင်းအောင်ဆင်းတယ်။မှာနော်ပထမပိုင်းမှာဆို26ဒုတိယပိုင်းမှာဆို36ဒီမှာ36ဒီမှာ96 56 66 6ပေါ့6ပိုင်ရ3ချိန်တွင်းမှာဒီဖြစ်စဉ်ဖြစ်ပြီး3ချိန်တွင်းမှာဆင်းတယ်ပြီးရင်အဲ့မှာကျွန်တော်ဟိုထုတ်ထားတဲ့မပြတ်တဲ့အခွေကတော့1326ခွေဘူးအဲ့တော့ကဲ6ဘက်ဒီမကစားတော့အကျင်ပါဘူးဒီညနေတော့ရက်ပြည့်တော့ကစားပေါ့ဗျာဘာပြောကာမကျော်ဖမ်းထားတဲ့မူရဆိုလို့ရှိရင်တော့ဒါညနေရက်ပြည့်ပဲဒီညနေကြော်သွားလို့မှဘောလုံးနေ့မှာ6ဘက်ဒီမကစားတော့ပါဘူးဆိုလဲလူတွေက1326အခွေကိုကစားလို့ရတယ်နော်1326ခွေဘူးမှာဗျာမဟုတ်တစ်နဲ့နှစ်ဖယ်လိုက်အောင်နှစ်ကွက်တည်းဖယ်ရင်လည်းဖယ်မဖယ်ခြင်းနဲ့မဖယ်နဲ့ပေါ့ဒါတော့သဘောပေါ့လေအဲ့ဒါဆိုလို့ရှိရင်ဟိုက1326အခွေဘူးကစားမယ်ဆိုလို့ချင်းနှစ်ကွက်ဖယ်လိုက်ရင်14ကွက်ပဲရှိတယ်အဲ့ဒါကိုကစားဒါပေမဲ့ဒီညနေကတော့6ပိုင်ကိုတော့ကစားတင်နေတယ်နော်ဒါမူတွေကကျွန်တော်ပြောသလိုပေါ့ဟိုကာမကျော်လို့ဖမ်းပြီးမှခါကြတယ်နောက်ကြတယ်ဗျနောက်ကြတော့3ရက်လို့မူရဲ့သဘောတော့9ရက်ထိယူရတယ်ဆိုတာကိုစသအုပ်သုံးဗီဒီယိုတွေမှာကျွန်တော်ရှင်းပြရလေနော်ဒါပေမဲ့ကျွန်တော်တခြားအထောက်အပံ့နဲ့ပေါ့မူအထောက်ကစိန်3ခုနဲ့ပြီးရင်လက်သွက်ဆိုင်ကကလင်နာစီကျော်ရဲ့ဒါနဲ့ပေါင်းပြီးတော့မှကျွန်တော်ကာမကျော်ဖမ်းထားတာဒီညနေသမင်သာတော့ကစားတင်နေတယ်ကစားပြီးတော့မှတကယ်လို့ဒီညနေဟိုကြော်သွားတယ်ဟိုဟာခေါင်းကြော်သွားတယ်ဟိုနေ့မှာကစားမယ်ဆိုလို့ရှိရင်6ပတ်တီကိုကစားခြင်းနဲ့လို့ဆက်ကစားလို့ရတယ်ဒါပေမဲ့မကစားဘူးဆိုလို့ချင်းလည်းဒီ1326အခွေဘူးကိုကစားလို့ရတယ်နော်ပြက်ပင်ကမရှိဘူးဒီ1326ခွေဘူးကလည်းနော်ဟိုတော့じゃကစားအားမရှိမှကြောက်လို့ဗျာဒီမှာ6ပတ်တီကစားနေပါဆိုပြီးကစားမရှိမှကြောက်လို့လာပြီးတော့မိုတီပေးတာ main ကွက်တွေလည်းမပြောင်းသေးပါဘူးဒီဟိုမှာဆို1326ခွေထဲမှာဆိုရင်ကျွန်တော်အရင်ဖမ်းပေးထားတဲ့ main 63ပါသေးတာပဲ63တစ်ခွက်တော့ပါသေးတယ်နော်အခုမှ3ချိန်ပဲရှိပါသေးတယ်အေးစေးပေါ့ဟုတ်လားကျွန်တော်ကိုယ်တိုင်လည်းလိုက်ကစားနေတာနော်ဒီ6ပတ်တီကိုနော်ဟိုမကြော်သေးတော့ကျွန်တော်တို့ကတော့အဲ့လောက်ဒီဇွဲလျှော့တဲ့ထဲမှာမပါဘူးကစားတာပဲကျွန်တော်ပြောရနော်အခုလိုမှလို့လေဒီညနေရတော့မဖြစ်မနေကစားရမယ်6ကစားပါတကယ်လို့ခါကြော်သွားလို့မှဖူးနေ့မှာဦးနေ့ရောက်လို့မကစားခြင်းတော့ဒီအခွေလေးကိုစက်ကစားလို့ရတယ်1326ခွေဘူးကစားလို့ရတယ်နော်အဲ့မှာအဲ့အခွေထဲမှာအဲ့မှာထွက်ပြီးသားတစ်တို့နှစ်တို့ဖယ်ခြင်းလဲဖယ်လို့ရပါတယ်အခုလောတယ်တော့ကျွန်တော်ရှာတဲ့မူတွေထဲမှာကျွန်တော်ပွဲရင်းပြန်ကြအောင်မမြင်သေးဘူးအားကြောင့်မို့ကျွန်တော်ကဟိုလောက်ခိုင်းတာနောက်ပြီးရင်ဒီနေ့နေကုန်းအထီကြီးက36ကုန်းအထီကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့မှာမျှော်လင့်ချက်တွေအများကြီးရှိသေးတယ်နော်ဇွဲမလျှော့နဲ့နော် fighting ကျွန်တော်ကိုယ်တိုင်လည်းကစားနေတာဟုတ်လားညနေ4နာရီခွဲကြာမှ6ဆိုတာနဲ့လာပြီးရေးကြမယ်နော်အားလုံးပဲ collab ပါ